ကိုအမြဲရင်ပုံးအင်ကြီးလေးနော်ရင်ပုံးအင်ကြီးလေးမှာယူရင်ပုံးလေးကိုမှလက်ဖောင်းလေးနဲ့အဲ့ဒီအင်ကြီးပတ်တန်လေးဆွဲပြပေးပါမယ်ရှင်အဲ့ဆိုပထမဦးဆုံးရှေ့ချက်နောက်ချမ်းရဲ့ကိုရဲ့မွေးဖရင်ကိုဆွဲထားပေးမယ်နော်ဆွဲထားပေးပြီးတော့ကြတော့အရင်ဦးဆုံးနောက်ချမ်းလေးကိုအမြအရင်ဆွဲပြပေးမယ်နောက်ချမ်းလေးကိုအရင်ဆွဲမယ်နောက်ချမ်းလေးကိုအရင်ဆွဲမယ်ဆိုရင်နဲ့တွဲကြတော့လက်ဟောပေါ့လေဘင်းလေးကကြတော့လုံးကိုလေဘင်းလေးကလုံးကိုလေဘင်းအကတ်ဒီဇိုင်းလေးဖြစ်တဲ့အတွက်ကြောင့်မွေးလေဘင်းမြတ်တို့ဖောက်ထားတာ 2.5 ဆိုပြီးတော့ဒါမွေး frame နေမှာဆိုရင်ဆွဲဟိုဖောက်ထားလေလေဘင်းဖောက်တာရှိရလေနော်အဲဆိုရင်မြတ်တို့ကအခုဟိုဒီကလေဘင်းအကတ်လုံးကိုဖြစ်တဲ့အတွက်ကြောင့်ဒီမွေးလေဘင်းကို 1.5 cm ဆိုပဲ 1.5 cm ပဲဖောက်ပေးရမယ်နော်1.5 ပုံမှန်ကတော့ 2.5 ဖောက်တယ်ဒါပေမဲ့ကြာလေဘင်းအကတ်လုံးကိုဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့် 1.5 cm ပဲဒီထိပ်ကနေအောက်ကို 1.5 cm ပဲရှာပေးလိုက်တာနော်ဒါကတော့မွေးလေဘင်းဘေးအကျမွေးလေဘင်းဘေးအကျကနေသူ့ရဲ့ဘေးအကျကိုဘယ်လောက်ထားမလဲဆိုတော့1 cm ချက်ပေးရမယ်မွေးလေဘင်းနောက်ချက်ရဲ့ဘေးအကျကို1 cm ချက်ပေးရမယ်အဲဆိုရင်ပြီးတော့သူ့ကိုပေကွေးလေးနဲ့ဒီကအဝိုင်လေးနဲ့သူ့ကိုဒီလိုလေးဝိုက်ပေးလိုက်ရမယ်နော်လေဘင်းလေးဖောက်ပြီးသွားပြီလေဘင်းဖောက်ပြီးဆိုရင်လက်ဖောင်းအင်ကြီးဖြစ်တဲ့အတွက်ကြောင့်ဒီရဲ့မွေးကြားကနေအပေါ်ကို1 cm ဆိုပြီးတော့တက်ပေးရမယ်ပြီးရင်ဂျိုင်းမြက်အစ်စ်လေးဆွဲပေးရမယ်เนาะအဲ့ဆိုဒီဟာကြီးကမပါတော့ဒါပြီးကြတော့အင်ကြီးရကြတော့လေသူကနောက်ချမ်းမှာလေးကက်ကက်လေးရားလက်ကိုလိုချင်တယ်ဆိုရင်တော့ဒီဇစ်တက်တိုင်းနဲ့မဆိုင်ဘူးเนาะ1 cm ဆိုပြီးတော့စားပေးရမယ်နောက်ချမ်းလေးကျတော့အခွဲလေးနဲ့ပုံစံဖြစ်မှာပေါ့เนาะဒီလိုမကြိုက်ဘူးဆိုရင်တော့လေသူကနောက်မှာနည်းနည်းလေးအပိတ်သားလေးကဟိုဖောင်းလေးဖြစ်နေတဲ့ရားလက်ကိုတော့ဖြစ်မှာเนาะဒီလို1 cm စားလိုက်တယ်ဆိုရင်တော့နောက်ကျောကလေလုံးဝဟိုကြောသားနဲ့ကတ်နေတဲ့ရားလက်ကိုရရเนาะအဲ့ဆိုရင်တော့သူ1 cm ဆိုပြီးတော့စားပေးမယ်ပြီးတော့နောက်ကျောချက်အမှန်နဲ့ဆက်ပေးလိုက်မယ်နော်နောက်ကျောချက်အမှန်နဲ့ဆက်ပေးလိုက်မယ်အဲ့ဆိုအခုကနောက်ချမ်းပြီးသွားပြီ B1 B2 ဆိုပြီးတော့ပြီးသွားပြီရှေ့ချမ်းဆက်ပြပေးမယ်ရှေ့ချမ်းဆက်ပြပေးမယ်ဆိုရင်နဲ့ဂျိုင်းမြင်းနောက်ချမ်းတော့1 cm တက်ထားရเนาะအဲ့ဆိုရင်ရှေ့ချမ်းမှာလည်း1 cm ဆိုပြီးတော့လက်ဖောင်းလက်ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်တက်ပေးလိုက်ရမယ်เนาะတက်ပေးလိုက်ရမယ်ပြီးတော့မူရင်းလဲပြီးဘေးအကျဲမှာဆိုရင်နောက်ချမ်းတော့1 cm ဆိုပြီးတော့ဘေးအကျဲမွေးလဲပေးကနေရှဲ့ထားတယ်အဲ့ဒီအတွက်ကြောင့်ရှေ့ချမ်းမှာလည်း1 cm ဆိုပြီးတော့ရှဲ့ပေးမယ်နော်အဲ့ကြတော့ဒီမွေးလဲပေးဒီရှေ့ချမ်းမှာဆိုလည်းမွေးလဲပေးရှိရလေနော်အဲ့ဒီအောက်ကို1 cm ဆိုပြီးတော့ရှာပေးမယ်ပြီးတော့ကြတော့ဒီနားလေးမှာတိုင်တိုလေးထောင်ထားပေးမယ်နော်ပြီးရင်ပေကွေးလေးရှိရလေနော်ပေကွေးလေးရှိရနေရာလေးကိုသူ့ဒီနားလေးမှာဒီထောင်ထားတဲ့နေရာလေးနားလေးမှာသူ့ကာကြီးပုံတွေရပလက်ပုံတွေမဖြစ်အောင်လို့ပေကွေးလေးကိုတိချာကင်ပြီးတော့အဝိုင်းနဲ့ရလက်ကိုရအောင်လုပ်ပေးရမယ်နော်အဲဆိုရင်အခုဒီမဲ့လေဘင်းလေးလည်းဖောက်ပြီးသွားပြီလေဘင်းဖောက်ပြီးသွားပြီဆိုရင်နဲ့နော်ရင်ပုံးချမ်းဆက်မယ်ဆိုရင်နဲ့ဒီမဲ့ဒီရဲ့ရင်ထိတ်အကွာဝေးညလို့တိုင်းလိုက်မယ်ဒီဘေးကနေမှဒီရဲ့ရင်ထိတ်အကွာဝေးကဘယ်လောက်ရှိတော့ 8.5 cm ကိုကတော့ကိုယ့်ရဲ့ရင်ထိတ်အကွာဝေးကိုယူပေးရမယ်နော်ဒီရဲ့အကိုတိုင်းမှာဆိုတော့ 8.5 cm ရှိတယ်အဲဒါကြောင့်ဒီရဲ့ဘေးမှာဒီရင်ပုံးစာဆိုပြီးတော့ 8.5 ဆိုပြီးတော့ဆက်ထားပေးရမယ်ဒါအမြက်ကတစ်ခါဆက်ထားပေးထားတာနော်ကိုကတော့စာရွက်အလွတ်ကိုယူပြီးတော့ဒီရင်ကျဲအတိုင်းကိုမှရှိတဲ့ရင်ကျဲအတိုင်းကိုတိုင်းပေးရပါမယ်ဒါတော့တိုင်းတဲ့ရလက်က 8.5 ရှိတဲ့အတွက်ကြောင့်ဒီဘေးမှာ 8.5 ဆိုပြီးတော့ဒီလိုလေးဆက်လိုက်မယ်နော်ဆက်ပြီးရင်ကြတော့တဲ့နားလေးမှာလေဘင်းလေးမှာအခွဲလေးပါတယ်အခွဲလေးပါတာဖြစ်တဲ့အတွက်ကြောင့်ဒီအလဲနော်ဒီမှာမှတ်ထားတဲ့ဒီအလဲကြီးဒီဆက်ထားတဲ့ဂျာဒီရဲ့အလဲဘေးကို1 cm သွားပေးလိုက်မယ်1 cm ဆိုရင်တော့အခွဲပမာဏ2 cm ရလက်ကိုရမယ်နော်ဒါတချမ်းစာပမာဏဖြစ်တဲ့အတွက်ကြောင့်ပြီးတော့ကြတော့အောက်ကို 3.5 cm ဆိုပြီးတော့အခွဲပမာဏလေးကိုမှတ်လိုက်မယ်ပြီးရင်သူ့ဒီလိုလေးအခွဲလေးကိုဒီလိုလေးဆွဲပေးလိုက်ရမယ်နော်အဲ့လိုဆွဲပေးပြီးရင်နဲ့ဒီနားလေးမှာအဆောင်လေးသွားမှာဆိုတော့ဒီမဲ့ခုနကခွဲထားတဲ့ဟာလေးကိုသူ့ခဲတံလေးယူမယ်ခဲတံလေးယူပြီးလူလေးတိုင်းလိုက်မယ်တိုင်းပြီးတော့အဲ့ဒီအောက်ကိုဘယ်လောက်သွားမလဲဆိုတော့2 cm သွားပေးမယ်ဒီအောက်ကို2 cm သွားပေးမယ်အဲ့ဒီ2 cm နဲ့ခုနကခွဲတဲ့ဟာလေးနောက်ဒီလိုလေးအဆောင်လေးသွားလိုက်မယ်အဲ့လိုရရင်နော်ပြီးတော့ကြတော့အောက်ချမ်းလေးကိုသွားမယ်အောက်ချမ်းလေးကိုသွားမယ်ဆိုရင်နဲ့အောက်ချမ်းလေးမှာလည်းအခွဲလေးပါတယ်ဖြစ်တဲ့အတွက်ကြောင့်အောက်ကနေအပေါ်ကို3 cm ဆိုပြီးတော့အခွဲပမာဏကိုယူပေးလိုက်မယ်3 cm เนาะအဲဆိုရင်ဒီဘက်မှာကြတော့အဆောင်လေးပဲသွားတာဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကိုကြတော့5 cm ဆိုပြီးတော့ယူပေးလိုက်မယ်เนาะဒီရဲ့ရင်ပုံးချမ်းစာဘက်မှာအဲ့ဒီ5 cm နဲ့3 cm နဲ့ကိုသွားလိုက်
အဲ့ဆိုရင်မုံချမ်းလေးကဒီလိုလေးဖြစ်သွားအပေါ်မှာလည်းလယ်ဝိုင်းလေးတို့အဆောင်လေးနော်အောက်မှာလည်းဒါ3 cm အဖွဲဟာလေးနဲ့ဒီလိုပုံစံလေးဖြစ်သွားပြီအဲ့ဆိုရင်ဒီမှာဒါလည်းကြတော့ဒီမှာရင်အောင်စာလေးနည်းနည်းထုတ်မယ်ရင်အောင်စာဆိုရင်ဒါကကြတော့ 2.5 cm ဆိုပြီးတော့ရင်အောင်စာကိုထုတ်ထားပေးတယ်နော်ဒါကကြတော့လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါဝင့်မှာအဲ့ဒါဖြစ်တဲ့အတွက်ကြောင့်နော်ဒီရဲ့ရင်ထိတ်ကနေအောက်ကို8 cm ဆိုပြီးတော့ချပေးမယ်ပြီးရင်သူ့တိုင်တိုလေးထောင်မယ်တိုင်တိုလေးထောင်ပြီးတော့ဟိုဘက်ကို 0.5 ဒီဘက်ကို 0.5 ဆိုပြီးတော့သွားပေးမယ်ပြီးရင်သူ့ဒီလိုလေးလောက်ပေးပြီးတော့ရင်အောင်စာလေးထုတ်ပေးရပါမယ်ဒီကွေးလေးကိုဒီလိုလေးပြားကြီးလက်ဆူဆူကြီးပုံစံကြီးမလုံးနဲ့နော်ပေကွေးလေးကိုတခြားအကွေးလေးပမာဏလေးကိုတိုင်းပေးပါအဲဆိုရင်အခုဒီလိုပုံစံလေးရပြီနော်လက်ဖောင်းလက်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာမွေးလက်ရှိရလေနော်မွေးလက်ရှိတယ်လေနော်ဒါမွေးလက်ရှိတယ်လက်ဖောင်းလေးကိုကြတော့တရားကြီးကအဖောင်းပမာဏတရားကြီးကြီးကြရင်မလို့ခြင်းဘူးအနေတော်လေးပဲလို့ခြင်းတယ်ဖြစ်တဲ့အတွက်ကြောင့်အဖောင်းပမာဏကို3 cm ပဲယူပေးမယ်မွေးလက်ကနေအပေါ်ကို3 cm တက်မယ်တိုင်လိုလေးထောင်မယ်ပြီးရင်ကြတော့ဒီလက်ဖောင်းပမာဏကို1ပုံ2ပုံ3ပုံဆိုပြီးတော့ပုံတာရှိရလေနော်အဲဆိုရင်ဒီရဲ့နောက်ကနေတပုံစာပမာဏကနေမှသူ့ကိုဒီနားလေးမှာဒီလိုဒီအဝိုက်လေးကသူ့နဲ့တက်တန်းလေးဖြစ်နေရမယ်နော်ဒီလိုလေးဒီလိုတိုင်တိုလေးတွေထောင်ထားတဲ့အကြောင်းရင်းကလေသူ့ထိန်းညှိပေးတာเนาะပုံစံကိုသိလားမဟုတ်ဘူးဆိုနားလေကာကြီးပုံတွေရပလက်ပုံတွေဒီကိုလိုတဲ့အနေထားမရဘဲနဲ့ဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ဒီတိုင်တိုလေးထောင်လိုက်ခြင်းအပြည့်ပြီးပေကွေးလေးနဲ့ချိန်နဲ့ညှိတဲ့နေရာလေးမှာအဆင်ပြေတယ်အဲ့လိုလေးအဲ့ဒါကြောင့်မလို့ဒီတိုင်တိုလေးထောင်တာเนาะဒီဘက်မှာလည်းဒီတပုံစာပမာဏအနေမှာသူ့ဒီလိုလေးလောက်ပေးလိုက်မယ်အဲ့ဒါလက်ဖောင်းလေးလည်းဆွဲပြီးသွားပြီเนาะအဲ့ဆိုရင်ဒီတောက်တွေညှက်မယ်တောက်တွေထပ်မယ်เนาะအဲ့ဆိုရင်ဒီရင်မုံဒီဇိုင်းပုံဖော်တာလေးလည်းပြီးသွားပါပြီနောက်ချမ်းလေးရောခြေချမ်းလေးရောဒီအင်ကြီးပတန်လေးပြီးသွားပါပြီเนาะ